အားလုံးပဲမင်္ဂလာပါကျမဒီဗီဒီယိုလေးနဲ့အတူ Philip ကို surprise လုပ်ဆရာရှိတယ်ပေါ့နော်အဲ့တော့ဘာ surprise လုပ်မလဲဆိုတာသူကမသိသေးဘူးကျမဒီနေ့နောက်ကျနေပြီပေါ့နော်ပုံမှန်အိမ်ပြန်ချိန်ထက်နောက်ကျနေပြီဆိုတော့သူစိတ်ကောက်နေတော့ပြီးခုနကသူဖုန်းခေါ်တယ်ကျမတမင်တက်သူ့ surprise ကိုပြောသွားစေချင်တာအဲ့တော့အရင်စိတ်ကောက်အောင်ကျမလောက်ထားတာပေါ့နော်စိတ်ကောက်အောင်လောက်ထားတော့ကျမဖုန်းမကင်ဘူးဆိုတော့သူခုလောက်ဆိုတော်တော်လေးစိတ်ပူနေတော့ပြီဆိုတော့အပေါ်မှာဘယ်လိုဖြစ်နေမလဲမသိဘူးဆိုတော့အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးနော်သူ surprise ကို Valentine's အတွက်ကိုရည်ရွယ်ပြီး surprise လုပ်ချင်တာပေါ့နော်ဆိုတော့အပေါ်မှာသူဘယ်လိုဖြစ်နေမလဲဆိုတာဆက်ပြီးကြည့်ပေးနော်အတိုင်းမှာအတန်ကြားနေပြီရှိနေပြီးတော့ချက်ချင်းလာမဖွင့်ဘူးစိတ်ကောင်းရတာမသိထင်တဲ့အတိုင်းပဲဒါပေမဲ့အောင်မြင်တယ်လေကျမဖုန်းကပါလောက်တာပြန်လာသေးတယ်နော်ဒီပြန်မလာလို့ပဲပြန်လာမှာတော့ ဖုန်းဆက်တာကြားတယ်မကင်နာမဟုတ်ဘူးအတန်မကြားတာ ဘာလို့တော့ပြန်ကြည့်ပါဦး ဟာမြန်မာဝတ်ဆောင်မရှိလို့ကိုယ့်အတွက်ကိုယ်ဝယ်ရမှာဖြစ်တော့ ပတ်စံတော့ဖြုံးတာပဲ မဖြုံးပါဘူးဘာဖြစ်တော့ကိုယ့်ဘာသာကိုယ်အလုပ်လုပ်တယ်ပတ်စံရှာတယ်လိုချင်တာလေးဝယ်တယ်ကောင်းလားအနေအောင်ထမစားပြီးသွားပြီလားချက်မစားသေးဘိုက်စား စားပြီးသွားပြီလာတင်တန်းတက်တယ်ဆိုပြီးတော့အပြင်ထွက်လာရင်လည်းစူလာလေးကိုခြေထဲလွတ်လိုက်တယ်လို့ပဲနေကပြောညနေကျရင်တူတူစားမယ်ဘာကြီးပြောပြီးတော့ ယူဒီလောက်ကြာနေတဲ့ဟာဘယ်လိုစားလို့ရဘိုက်ကစနေဒီနေ့အင်စာပေးထားတဲ့ဒီဇိုင်းမပြီးသေးလို့ဒီချက်အပြီးဆွဲခဲ့ဆိုလို့ဆွဲနေတာအဲ့ဒါပဲဘဲမှသွားနေမှာပြီးတော့အင်ကြီးလေးမှာထားဥစ္စာလေးသွားယူပါလေဟာပါဖြတ်တော့နည်းပါမစားဒီတော့အင်ကြီးတွေရှိနေတဲ့ဟာမရှိရအောင်ပေးလိုက်ပြီမင်းကလေးပဲနားလဲအင်ကြီးဆိုတာညီမဝတ်ဆောင်ဆိုတာတစ်ခါနှစ်ခါပဲအများဆုံးဝယ်ရတာလေဖုန်းကြီးကဘာလောက်တာရောဘာမှမဟုတ်ဘူးဒီလိုပဲချက်လို့လေဝါပြီးအောင်ချက်ဝယ်စားလဲလိုက်အောင်မေးတော့မြန်မာဝတ်ဆောင်နေတာပြောနေတာထားလိုက်တာကဲကိုကြည့်အောင်မယ်ကိုပြန်လေ surprise surprise အခုချစ်သူများနေနေပြီလေချစ်သူများနေတော့ surprise ဆိုတော့ကိုအတွက်ပေါ့ချစ်တော့မဟုတ်ဘူးလေကိုအတွက်မြန်မာဝတ်ဆောင်လေဘာကြောင့်လဲဆိုတော့ချစ်ကဒီမှာရိုးရဆိုရဲဆိုင်ရာချစ်က Valentine's မှာကိုနဲ့ချစ်တဲ့အမှတ်တရဓာတ်ပုံမရိုက်ဘူးချစ်ကမြန်မာဝတ်ဆောင်လေးချစ်လိုချင်တဲ့ဟာလေးရှိတယ်မြန်မာဝတ်ဆောင်မရသေးဘူးချစ် size ကိုသူတို့စီကိုမှာထားတော့မှအဲ့တော့အဲ့ဒါနဲ့ match ဖြစ်ပြီးတော့ရိုးရဆိုတော့ချစ်က Facebook ကနေရှာပြီးတော့ကိုအတွက် surprise လုပ်မလို့ ဒီရိုးရဆိုတာကိုဟိုစားပါလေ Facebook မှာမြင်နေကြပဲ Facebook မှာမြင်နေကြဟုတ်တယ်လေနောက်တော့ဒီရိုးရာကဒီဇိုင်းလေးတွေကြိုက်တယ်စိုက်တယ်ချက်ပြရမယ်သူကကိုတော့ဝယ်လို့တော့စဉ်းစားသူတို့ဒီနောက်ဟိုကြလို့ရှိရင်နောက်တစ်ပတ်တည်းချစ်တို့အင်းအားလေးမှာ staycation သွားမယ်နော်အင်းအားလေးမှာ staycation သွားလို့ရှိရင်ချစ်ကမြန်မာဝတ်ဆောင်လေးကိုကိုနဲ့အဲ့လိုအရင်တစ်ခေါက်ကချစ်တို့ TikTok မှာတင်တော့ rating ပေးတဲ့ဟာလေးလူတွေကြိုက်တယ်လေချစ်ကအဲ့လိုမျိုးလေးရိုက်ချင်တာနော်ဆိုတော့အဲ့တော့မြန်မာဝတ်ဆောင်ချစ်ဝတ်ဆောင်ဆိုင်မှာရောင်းနေဟာကျတော့အမျိုးသားဝယ်မရှိဘူးအရင်တစ်ခေါက်ကဟိုအမျိုးသားဝယ်အရင်တော့ကိုဝက်ခဲ့တဲ့ပိုးတွေပါရကိုဘန်ကောက်မှာနေတဲ့အချိန်မှာချစ်ပေးလိုက်ပြီအကုန်လုံးပြီးတော့အဲ့ဒါတွေကနောက်တစ်ခေါက်ထပ်ပြီးတော့ဝစ်ပြီးတော့ရိုက်ဖို့ပါညာဆိုရင် date တွေအောက်တော့မှာဆိုလို့အခုနောက်ပိုင်းခက်စားနေအောင်စားတယ်အဲ့ရိုးရမှာရှိတယ်ဆိုတော့ချစ် Facebook ထဲကနေ page တွေကနေချစ်ရှာပြီးတော့အဲ့ဆိုင်လေးကိုကြိုက်လို့အဲ့တော့ delivery နဲ့မှာလို့ရှိရင်အိမ်ရောက်လာလို့ရှိရင်ကိုယ်သိမှာလေအားချစ်ကခုနတင်တန်းဟာပြီးတော့မြန်မာဝတ်ဆောင်ဆိုင်သွားပြီးတော့အဲ့ရိုးရဆိုင်မှာမြန်မာဝတ်ဆောင်ကလည်းအရေးကြီးရလေချစ်တော့လည်းအရေးကြီးအဲ့ချစ်ကချစ်လိုချင်တဲ့ဒီဇိုင်းပါညာကြည့်ပြီးတော့အဲ့ဒါလေးကို order မှာခဲ့ပြီးတော့ချစ်ကဟိုမှာရိုးရမှာသွားပြီးတော့ဝယ်နေလို့ဆိုင်ကညောက်ကလာမှာအားကြောင့်နောက်ကြပါလား Okay ကြောင်းကောင်းကန်ကောင်းသွားတယ်စိတ်ဆိုးပြေပြီလားပြော
ဒီကန်ကောင်းသွားတယ်ချစ်ကသူများတို့အကုန်လုံးပေးလိုက်တာလေ ဒါပေမဲ့ ပစိုးတွေကကြတော့လည်းတန်ကောက်ပါ ဟုတ်တယ်ပေးလိုက်တယ်လေအခုအစ်စ်ပြန်ဝယ်လာပေးရတယ်မကြည့်တော့ဘူး အဲ့ဒါကြောင့် သူ့ကိုဝယ်ပြပါလားတစုံချင်းစီ ပစိုးတွေမရှိလို့ချစ်ဝယ်လာပေးလို့ကန်ကောက်သွားတယ် တစုံချင်းစီဝယ်ပြပါ တော့ဒီပြင်းတယ် မဟုတ်ကြည့်ချင်တော့တော်လားမတော်လားဆိုတော့အင်ကြီးကြော်တော့ကို size က large size လား XL လားကိုကတ်တင်အမျိုးမျိုးဖြစ်နေရောချစ်က large size ကြော်ဝယ်ခဲ့တယ်ဒါပေမဲ့မကြိုက်ဘူးဆိုလို့ရှင်တော့ပြန်တော့လဲလို့တော့ရှာတယ်အဲ့တော့တခါရဲမှာချစ်ကဒီမှာခဏလေးအင်ကြီးမှာပါတယ်ဒီမှာတော့အင်ကြီးပါရှိတယ်ဒီမှာချစ်ပြပြမယ်နော်ချစ်ကဘယ်ချစ်မြန်မာဝတ်ဆောင်ကဘယ်ရောင်ဆိုပြီးချစ်ကရွေးခဲ့တယ်အဲရွေးခဲ့တော့အဲ့မြန်မာဝတ်ဆောင်နဲ့လိုက်ဖက်တဲ့ပစိုးအပြင်အင်ကြီးကိုပါချစ်ကတခါရဲဆိုင်နဲ့တူတွဲခဲ့အဲ့တော့ဒီမှာပစိုး၄ခွင်းဆိုတော့အင်ကြီးက၄ခုချစ်ကလည်းမြန်မာဝတ်ဆောင်၄စုံမကမှာခဲ့ရကွာပြောချင်တာအဲ့တော့ဒါပေမဲ့ချစ်ကအဲ့မလေးလိုက်ချင်တာဟုတ်လားအေးရလိုက်သွားနေချစ်တော့အမဓာတ်ပုံလေးဗီဒီယိုလေးအလှရိုက်မယ်လေโอเคအားစားတော်လားမတော်လားချစ်ကကြည့်ချင်တာမတော်ရင်လဲပြရမှာမလို့တော့နိုင်မှာတော့ last size တော် last size ကိုတော်လားမတော်လားအင်ကြီးပါဝေးကြည့်ကတော့တစုံချင်းစီဝေးကြည့်ကြည့်ချင်တော့တစုံချင်းစီတော့နိုင်မှာတော့အဲ့ဝယ်ထားပြရဲ့ကိစ္စပေါ့ဟုတ်တယ်မှာခလေးရအဲ့ဆိုလို့ရှိရင်ဒီမှာတစုံမီတစုံလဲပေးနော်ပုံမှန်ဆိုလို့ရှိရင်ကျမလိုချင်တဲ့ဒီမြန်မာဝတ်စုံပေါ့နော်မြန်မာဝတ်စုံလေးဝယ်လာပြီဆိုလို့ရှိရင်အမြဲပွားတယ်ကွာအဲ့တော့မြန်မာဝတ်စုံကကျမအရန်ဝတ်တယ်ကျမဘန်ကောက်မှာတောင်မှသွားရင်လာရင်တောင်မှကျမမြန်မာဝတ်စုံကိုဝတ်တယ်ပေါ့နော်အဲ့တော့ကျမကအဲ့ဆိုင်ကိုသွားဝယ်တဲ့အချိန်မှာဆိုင်ကကျမတို့ကပန်ကိုသိရဲသူတို့ TikTok တွေသိရတယ်သူတို့ကလည်းမြန်မာဝတ်စုံ rating ပေးကြလေရသူတို့ကသတိထားမိရလို့ပြောတယ်ပြောတော့ကျမဟာဖာ idea တစ်ခုရလိုက်လဲဆိုဟဲလို့အမကလို့ surprise လုပ်မှာလို့စိုက်မှာကျမ surprise လုပ်ဖို့စဉ်းစားထားအောင်ဆိုတော့ကျမဟဲလို့ကျမလို့ surprise အဲ့လိုမျိုး video လေးရိုက်ပြီးမယ်လေလို့အဲ့ဟာလေးကိုလို့ကျမတင်ပေးရဲ့အချိန်မှာလို့ကျမရဲ့ viewer တွေပေါ့နော်ကျမရဲ့ follower တွေအတွက်ကိုကျမ benefit ရစေချင်လို့ discount ပေးမလားပေါ့ဒီ video လေးကို screenshot ရိုက်ပြီးတော့လာဝယ်မယ်ဆိုရင် discount လေးလုပ်ပေးပါလားဆိုတော့သူတို့ကလည်းလိုလားပဲသူတို့ဒီပတ်စံ2သိန်းနဲ့အောက်ပေါ့နော်ဆိုလိုချင်တာလုံးကြီးတကွန်းပဲဖြစ်ဖြစ်အင်ကြီးတစ်ထည်ပဲဝယ်ဘယ်လောက်ပဲဝယ်2သိန်းအောက်ဆိုရင် 5% ကိုဒီ video တင်တဲ့နေ့ကနေစပြီးတော့တစ်လအတွင်းမှာ screenshot နဲ့လာဝယ်ရင်2သိန်းအောက်ကို 5% ပေးမယ်2သိန်းနဲ့အထက်ကို10% ပေးမယ်လို့သူကပြောတယ်ဆိုတော့ဒီ video ကိုကျမကValentine's Day မတိုင်ခင်ကိုကျမတင်ပါဆိုတော့ Valentine's အတွက်မှာလည်းကိုချစ်သူရီစားအတွက်ကိုကောင်မလေးရဲ့အနေနဲ့လက်ဆောင်ပေးခြင်းလဲရိုးရမှာသွားပြီးဝယ်လို့ရတယ်เนาะကိုယ်တိုင်လည်းကိုဘာသာကိုလည်းချစ်တဲ့အနေနဲ့လည်းရီစားမရှိလဲစိတ်ပူစရာမလိုကိုဘာသာကိုယောက်ျားလေးအနေနဲ့လည်းသွားပြီးတော့ဝယ်လို့ရတယ်ဆိုတာလေးကိုပြောချင်တာကဲသူအခုဘယ်လိုနေမလဲတော့မသိဘူးအဲ့ချစ်ကြတဲ့တက်ပဲsorry ပစ္စည်းကောင်းရှာတာရှုပ်ကတမျိုးကျန်ပြီးတာတယ်အောင်လားဟုတ်တယ်ဟုတ်တယ်ကြိုက်လားဒီကပုံမှန်မကစံလေးအောင်ကိုတော့ surprise တက်ချင်တယ်ကိုလာမယ်ကြိုက်တယ်လားကြိုက်တယ်လာနော်ရောင်မှာစစ်တွဲပေးထားရအောင်ကြိုက်တယ်စင်ပြပါလေကိုနဲ့ဒီအိမ်ကြီးနဲ့တော့တယ်တော်လားဟုတ်လားဟုတ်ပါ that size နော်ပြီးရကြိုက်တဲ့စံပြီးရ Valentine kiss ကြိုပြီးပဲစစ်တယ်နော် Every time you walk in the room, it's like a movie scene. The way you light up the dark, it's like a dream. I've been lost, I've been found, I've been caught in between. But now I know what love means. Oh, you got me feeling something new. It's crazy what your love can do. Can't escape, don't want to try. You're the reason why I'm falling for you. Every little thing you do, can't deny
လေးကတော့ခြိတိုင်ခြိပေါက်ဖောက်ထားပေးပြီးဖျောင်းပေါင်းထားတဲ့အင်းမပစိုးပါ It's that crowd that it won't get closer. No way to put our own closure. I'm falling for you, and I'm never gonna stop. Late nights we're talking till 3. You got me so high. Your low so melody. I never wanna fight. Heart beats insane like a perfect. ဒါလေးကတော့280ချီနဲ့ Mars Right ချီကိုသုံးပြီးရက်ထားတဲ့ပွဲတူတဲ့ချီလွတ်တော်ပစိုးပါတယ်ရှင် You got me feeling something new. It's crazy what your love can do. Can't escape, don't want to try. You're ဒါလေးကလည်း100ချီနဲ့ရက်ထားပြီးပွဲတူတဲ့အမြလွန်းချဲပစိုးပါ falling for you. And every little thing you do. Can't deny this feeling, baby. ဒီဟာလေးတွေအားလုံးရဲ့ဈေးနှုန်းကတော့မြန်မာကျပ်ငွေ3000ကျော်4000ဝန်းကျင်ပဲရှိပြီးတော့အင်ဂျီတွေကလည်း3000ခွဲမကျော်ဘဲနဲ့ပွဲတက်ချီအမြင့်လိုင်းကိုသုံးထားတဲ့ရိုးရရဲ့ကိုပိုင် brand shot လေးတွေပါ No way to put our own closure. ဒါလေးကတော့မီးရအောင်ပါဆိုအယောင်လေးပြန်ပြီးတော့သူ့ရဲ့ texture တွေအဆင့်လေးတွေကိုပေါ်နေတဲ့ပိုးတိုင်ပြီးချီပေါက်ထားတဲ့ရိုးရိုးလေးနဲ့ဆန်းတဲ့ချစ်ပူပစိုးလေးပါ Late night, city lights, you and me talking loud. ကဲတလက်စားရဲကျမတို့ staycation သွားရင်အခုလာမဲ့ Valentine's Day အတွက်အမတ်တရရိုက်ခဲ့ပေးတာလေးတွေကိုလည်းကြည့်ပေးကြပါအောင်နော်အလားတက်ပုံလေးတွေကိုတော့တသက်ထပ်ပြီးတင်ပေးအောင်ပါမို့အချိန်ကြရင်ထပ်ပြီးအားပေးကြအောင်နော် The night, what's the one thing that makes you smile? I just wanna know every piece of you. If it takes forever, I'll see it through. I'd spend all my life just loving you. Every single day, yeah, I choose you. Every ကဲဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့သူလေးတွေအတွက်ပဲတည်တဲ့အထူးခွင့်ရေးလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီပစိုးလေးတွေအင်ကြီးလေးတွေကိုဝယ်မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးတင်တဲ့နေ့ကနေစပြီးတော့တစ်လအတွင်းဒီဗီဒီယိုလေးကို screenshot ရိုက်ပြီးဝယ်မယ်ဆိုရင်မြန်မာကျပ်ငွေ2သိန်းအောက်ဆိုရင်900ခိုင်နှုန်း discount ရရှိမှာဖြစ်ပြီးတော့2သိန်းနဲ့အထက်ဆိုတာနဲ့10%ခိုင်နှုန်းတောင် discount ရရှိမှာဖြစ်လို့အမြန်သွားပြီးဝယ်ကြအောင်နော် know you were meant for me. I do it all and find the truth. ဒါဆိုနောက် vlog လေးမှာပြန်တွေ့ကြမယ် Keeps you up